မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်17နာရီမှာချက်စီးနဲ့အာဆင်နယ်တို့ရှင်းမြန်ကစားကြမှာပါအာဆင်နယ်ရဲ့မူလအကြောပေးမှုကတရီနှုတ်90အရှုံးကနေတရီနှုတ်45တီကျလာပါတယ်ဂျားရဲ့ချန်ပီယံလိမှာဘာစီလိုနာကိုဂိုးပြတ်နိုင်ခဲ့ပြီးဒီနေ့ပွဲမှာလည်းချက်စီးမှာကူပါမှာပြန်ပါလာဖို့ရှိနေပြီးတိုက်စစ်ပိုင်းအားကောင်းလာဖို့ရှိနေပါတယ်အာဆင်နယ်ကလည်းဂျားရဲ့ချန်ပီယံလိမှာဘိုင်ယန်ကိုဂိုးပြတ်နိုင်ခဲ့ပြီးဒီနေ့ပွဲမှာလည်းကစားမအချို့တင်ရကပြန်လည်ကောင်းမှုကိုရှိနေပြီးဒီနေ့ပွဲရဲ့လူစင်းမှာမူလကတည်းပိုပြီးအင်အားတောင်းနေပါတယ်။နောက်ဆုံးတွေ့ဆုံမှုမှာလည်းအာဆင်နယ်ကပဲအသာစီးရနေပြီးလက်တင်စလုံးကားနဲ့ဖောင်ကလည်းကောင်းမှုနေပါတယ်။လန်ဒန်ဒါဘီဖြစ်လို့ပြိုင်ဆိုင်မှုပြင်းထန်ပြီးဘော်ဒီ45ကနေကိုပေါင်းစီ2.95ဒီပြတတ်တာကြောင့်နှစ်ကိုအချိန်မေးရောက်နိုင်ပြီး3ကိုရောက်ဖို့ခက်ခဲနိုင်ပေမဲ့နှစ်သိန်းစလုံးတိုက်စင်ပိုင်းမှာလူဆုံးပါဝင်လာနိုင်ကြောင်းဒါစီလုံးကိုသွင်းနိုင်လို့3ကိုအပြည့်စားရမယ်ကိုပေါင်းအပေါ်ပဲကြိုက်ပါတယ်